Our grade 4 student will now take the stage to perform the traditional dance of Yingdamale. ဆက်လက်၍ရင်ကမလေးတစ်ချင်းဖြင့်ကဖျဖြောပြတင်ဆက်ပေးပါရန် Grade 4မှာကျောင်းသားကျောင်းသူလေးများအားရင်းနှီးချစ်ခင်စွာဖြင့်စင်ပေါ်သို့ဖိတ်ခေါ်အပ်ပါလိမ့်ရှင်